အဲ့ဒါကြီးကမမူနဲ့တော့ကျွန်တော်ညီလေးကကြီးစားဆိုလို့စီးပြားတော့မစားဘူးခုမှအသေးလေးရဲ့နုဖက်ဥအဘူဖက်ဂုဘောတော်ရီဂျိုးကုန်တော့ပါလားဟုတ်တယ်ဒီဥပါသူများတို့ဝိလိုက်တာတအားမူပြီးတော့သွားရီဂျိုးနေအမှန်တော့ဟောဒီကဖွဲကင်းနေမှာတဂျိုးလေးရှိတယ်အော်ဘယ်လိုတဂျိုးလေးလဲမသွားဒီမှာအောင်စဖို့ရဲ့ကောင်မလေးရှိတယ်ဒီလာမကနေတော့လက်ဝိတ်ကျူစားတယ်နားတာအတူကောင်မလေးကျွန်တော်တို့ပြောကြတယ်အတူကောင်မလေးကအပြတ်ဘူးပေါ့ဒီရတယ်မင်းပြောပါနဲ့မင်းပြောပါကျော်မင်းကကျော်ပါကျော်ကလေးဆန်ဘာပြောပါလို့ပါကျော်ကျော်ပါဒီနေ့နိုင်ပြန်ပြီတော့ရှိစိုးချာဝိတ်ချပ်ပြီဒီနေ့အတူကောင်မလေးကနေပွဲကြီးနေအဲ့ဒါမကောင်းဘူးအဲ့ဒါမကောင်းဘူးအဲ့ဒါမကောင်းဘူးဒီနေ့အောင်စုကောင်မလေးလားဒီနေ့အောင်စုကောင်မလေးလေအောင်စုကောင်မလေးကအမေဟောဘာလို့သူကရှားသိနေတာပါမိုးပြီးခုနေရမရသေးဘူးဘာတွေပြောက်လို့ရှားနေလဲကျုပ်တို့ပြန်ထားရတာနဲ့ထိုင်ရတာနဲ့ကြီးပါတာနဲ့သိပေါက်ရတာနဲ့ကိုသူတကားနဲ့ကုန်တော့ကြတကားနဲ့လောက်ကြဟာအိုးချိနေထွက်ကုန်တယ်ထိုင်နေအောင်ဒီကတော့ပြတ်မှာကွာတပူကလည်းကလေးကိုရှူပါလေအဲ့လိုပြောတာကလေးနဲ့သူပါလေဟာလို့ဘာတွေပြောက်နေအောင်မလို့နေဒီဖျားကြီးဒီဖျားကြီးပြောက်လို့ဒီတော့အကြီးပြောက်တာဒီငါရောက်ဝိုင်းရှာနေတာပုံထိုင်နေတာ ပုံနိုင်နေတာဒီလေးကပြောလိုက်အမှန်တော့မမအေးကျွန်တော်သူတို့ခေါ်တာလည်းမဟုတ်ဘူးရှောင်းနေပြီမမရလေးတယ်မမပုံမထိုင်နေမမဖုံးမထိုင်နေမမပုံမထိုင်နေဆိုမမဖုံးမထိုင်နေဆိုပုံမထိုင်နေလေပုံကြီးပိန်သွားမှာပေါ့ဟောဟေးပုံကွယ်ပြီးထိုင်မနေနဲ့ပုံကွယ်ပြီးထိုင်မနေနဲ့အောင်စုကောင်မလေးအောင်မကြည့်မမကြီးစဘူကနေမောင်ကနေစဘူလားအဖိုးလည်းမပြောနဲ့စဘူဆိုစဘူပဲပြောဘာမှကိုစမ်းမွေးချီတို့အေးမောင်ကနေရင်ဒီပြလေမောင်ကနေရင်မောင်ကနေမင်းဟောင်ပြလိုက်ဦးဒီကြီးတော့မောင်ကဟောတကယ်ကိုပိတ်တဲ့ကိုအရင်လေးစားတယ်လေးစားတော့ဘာဖြစ်လဲဆိုတော့ဘာလေးစားလဲငါတချင်းဆိုဦးမယ်ကျွန်တော်အသက်လေးကတိတ်အောင်ချစ်တဲ့အကြောင်းတွေကျွန်တော်မသိဘူးနော်အခုချိန်ထိတော့ချစ်ဖို့တဲ့သူမရှိဘူးနော်စဘူးကိုချစ်ရဲ့ကျွန်တော်ကမပြောနဲ့အမေစိတ်တိုင်းကြအမေချွေးမလေးနော်